မဒီမျိုးသားတယောက်ကိုမြင်တော့ချက်ချင်းပဲနှုတ်လန်ပြီးတိုက်လိုက်ပါတယ်ကျမဘာကိုမှမစင်စားမိတော့ပါဘူးအသက်တစ်ချောင်းကိုကဲတင်နေတာလို့ပဲကိုနှစ်သိမ့်လိုက်ပါတယ်ဘာပဲဖြစ်ဖြစ်ကျမသမီးလေးကဒီနို့ကိုမတောက်နိုင်တော့တာမို့လို့မဖြုံးတိတင်ဘူးလေပြီးတော့ဒီလူကလည်းအရန်စာလောင်နေပုံရပြီးကျမစီကနို့တွေကိုအကုန်တောက်သုံးသွားခဲ့ပါတယ်သမီးလေးဆုံးသွားပြီးတဲ့နောက်မှာဒီလိုမျိုးတက်တာရတယ်လို့တခါမှမခံစားဘူးပါဘူးတခါတည်းနဲ့နာကျင်မှုတွေအားလုံးပျောက်ကွယ်သွားတယ်လို့ပါပဲဒါပေမဲ့တတိပြောင်ဝင်လာတဲ့အခါမှာတော့ဒါဟာမလုပ်တဲ့ကိစ္စဆိုတာသိလိုက်ရပါတယ်ကျမကအိမ်အောင်တဲ့မိန်းမတယောက်လေးလမ်းဘေးမှာတခြားယောက်ျားတယောက်ကိုနို့တိုက်ကြွေးရဆိုတာဘလို့မှမဖြစ်တဲ့ကိစ္စပါဒါကြောင့်သူ့ကိုတွန်းဖယ်လိုက်ပါတယ်တော်ပါတော့မတောက်ပါနဲ့တော့လို့ပြောပေမဲ့သူကကျမကိုမလွတ်ပေးခဲ့ပါဘူးရင်ဘက်ပေါ်ကနေရဲနေတဲ့လက်ရငါးခုကိုမြင်လိုက်ရတဲ့အခါမှာတော့အနားမှာရှိတဲ့ကြောက်ခဲတစ်ခုကိုကောက်ကင်ပြီးသူ့ကိုထုရိုက်လိုက်ပါတယ်သူကသူ့ရဲ့နေရဲနေတဲ့မျက်နှာကိုဖုံးအုပ်ပြရိုင်းနဲ့ထွက်ခွာသွားပါတော့တယ်အိမ်ပြန်ရောက်တဲ့အခါဝမ်မူဆိုးမအိမ်ကနေထွက်လာတဲ့ကျမခင်ပွန်းနဲ့တိုးမိသွားပါတယ်ကျမရင်တွေအရန်ခုန်သွားပါတယ်သူကကျမကိုမြင်တဲ့အခါမှာဘာလဲငါ့ကိုတော့မထိခိုင်းပဲတခြားသူကိုကြတော့လိုက်ရှာနေတာလားဝမ်မူဆိုးမကငါ့ကိုကျမ်းမာတဲ့တားယောက်ျားလေးတစ်ယောက်မွေးပေးမယ်လို့ပြောထားတယ်မင်းနေရမင်းသိထားတာကောင်းမယ်လို့ပြောလိုက်ပါတယ်ကျမဘာမှပြန်မပြောနိုင်တော့ပဲရင်ဘက်ကိုတင်းဖက်ပြီးကျမအဲ့လိုမလုပ်ရဲပါဘူးလို့ပဲပြောလိုက်ပါတယ်ခင်ပွန်းဖြစ်သူကနှာခေါင်းရှုံပြီးဘာမှပြန်မပြောတော့ပဲအိမ်ထဲကိုဝင်သွားပါတယ်ဘာကြောင့်လဲမသိပေမဲ့ကျမတက်ပြင်းရှည်ကြီးတစ်ခုချမိလိုက်ပါတယ်လမ်းဘေးမှာတွေးခဲ့တဲ့လူကိုပြန်တွေးမိသွားတယ်သူကကျမခင်ပွန်းထက်ပိုချောတယ်သူ့နာရန်ကပိုစင်းပြီးနှက်ခမ်းတွေကလည်းပိုနူးညံ့တယ်ခန္ဓာကိုယ်ကလည်းပိုတန်မာပြီးလက်ချောင်းလေးတွေကလည်းတန့်ရှင်းနေတဲ့ရင်ဘက်ပေါ်ကဒဏ်ရာတွေကိုပြန်တွေးမိတော့ကျမတုံရီသွားမိတယ်တော်တော့လျံသူ့အကြောင်းမတွေးနဲ့တော့လို့ကိုပြန်ပြောလိုက်တယ်အဲ့ဒီညကရင်ဘက်နာတာတွေမရှိတော့ပဲကောင်းကောင်းအိပ်ပျော်သွားပါတယ်ဒါပေမဲ့နောက်တစ်နေ့ကျတော့နာကျင်မှုတွေနဲ့ရောင်ရမ်းမှုတွေကပြန်ဖြစ်လာပါတယ်ဒီလိုမျိုးဆက်ပြီးမနေနိုင်တော့ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်ဒါကြောင့်ကျမတို့ရဲ့ပွဲစားဖြစ်တဲ့ဒုတိယအတော်စီကိုတွားခဲ့ပါတယ်ကျမရဲ့လက်ဝတ်ရတနာဖြစ်တဲ့ငွေစံထိုးကိုပေးပြီးဒုတိယအတော်ကြီးကလေးထိန်အလုပ်လေးပါလေးရှိရင်ရှာပေးပါဦးအရန်နာလုံးလို့ပါလို့တောင်းဆိုလိုက်ပါတယ်ဒုတိယအတော်ကကျမကိုအကဲခတ်ကြည့်ပြီးမင်းကလည်းငငယ်လေးနဲ့မင်းကလေးကလည်းတလားတော်မပြည့်ခင်ဆုံးသွားတာဆိုတော့သူတို့လိုချင်တဲ့သူနဲ့အတိအကျပဲဒါပေမဲ့မင်းရဲ့ရောက်ခမတွေနဲ့ခင်မွန်းကရောလို့မေးပါတယ်ကျမမျက်ရည်တုပ်ပြီးသူတို့ကကျမကိုတားမမွေးပေးနိုင်လို့သမီးလေးဆုံးသွားလို့မုန်းနေကြတာပါပတ်စံရရင်သူတို့ဘာမဆိုသဘောတူမှာပါလို့ပြန်ပြောလိုက်ပါတယ်ဒုတိယအတော်ကကျမလက်ကိုပုတ်ပြီးစိတ်မပူပါနဲ့ငါ့အပေါ်မှာပဲပုံအပ်ထားလိုက်လို့ပြောပါတယ်ရန်နေငယ်အကြမှာဒုတိယအတော်ကကောင်းမွန်တဲ့အလုပ်တစ်ခုရှာပေးပြီးကျမစီကိုကိုယ်တိုင်လာခဲ့ပါတယ်စစ်သူကြီးကတော့ကအသက်ကြီးမှကလေးရတာမို့လို့တန်ရှင်းပြီးကျမ်းမာတဲ့ကလေးထင်းကိုလိုချင်နေတာဖြစ်ပါတယ်မင်းရဲ့လျံရန်ကဒီအလုပ်အတွက်အကောင်းဆုံးပဲလို့ဒုတိယအတော်ကပြောပါတယ်ကျမရဲ့ရောက်ခမတွေကအံ့ဩသွားကြပေမဲ့ဒုတိယအတော်ကငွေခဲတစ်ခုကိုချက်ချင်းထုတ်ပြလိုက်ပါတယ်ဒါဟာစပေါ်ငွေ30တက်ဖြစ်ပါတယ်ကျမခင်ပွန်းရဲ့မျက်လုံးတွေကချက်ချင်းတောက်ပသွားပါတယ်ကျမသူ့နားကိုကတ်သွားပြီးဝမ်းမူဆိုးမစီကတားတယောက်ရကျင်တာမဟုတ်လားဒီငွေ30တဲနဲ့ဆိုရင်အဆင်ပြေသွားမှာပါကလေးကကျမဘိုက်ကထွက်လာတာဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေဘာမှမဆိုင်ပါဘူးလို့တိုးလေးပြောလိုက်ပါတယ်ခင်ပွန်းဖြစ်သူကငွေတွေကိုကြည့်ပြီးစိတ်လှုပ်ရှားသွားပါတယ်ခင်ပွန်းကြီးရေစိတ်မပူပါနဲ့ကျမတို့ဘလောက်ပဲချစ်မြတ်နိုးကြပါစေမိသားစုအတွက်မဟုတ်ရင်ကျမဒီအိမ်ကိုစွန့်ခွာမှာမဟုတ်ပါဘူးအခုကစပြီးစစ်သူကြီးအိမ်မှာအလုပ်လုပ်မယ်ဒုတိယသခင်လေးရဲ့အချစ်ကိုရခဲ့ရင်ဒီမိသားစုကိုမေ့မှာမဟုတ်ပါဘူးသခင်လေးကြီးလာတဲ့အခါဝမ်မူဆိုးမကမွေးတဲ့သားလေးကိုလည်းအိမ်တော်ထဲကိုခေါ်သွင်းပေးမှာပါမင်းသားလေးကလည်းငါသားလေးပါပဲလို့ပြောပြီးခင်မွန်းကိုလိန်ညာလိုက်ပါတယ်သူကလည်းကျမကိုအမြန်သွားဖို့ပဲတိုက်တွန်းနေပါတယ်ရွေးချယ်ခံရပြီးတဲ့နောက်မှာတော့ကျမဟာစစ်သူကြီးရဲ့ဒုတိယသခင်လေးရဲ့ကလေးထင်းဖြစ်လာခဲ့ပါတယ်စစ်သူကြီးကတော့ကအသက်40ကျော်ပေမဲ့အရန်လာပြီးကျင်နာတတ်ပါတယ်တခြားသခင်တွေလိုမဟုတ်ပဲကျမကိုတနာကယူနာတတ်ပါတယ်တနာစရာကလေးမလေးငငယ်လေးနဲ့ဒီလိုအလုပ်တွေလုပ်နေရတာလို့ပြောပြီးကျမကိုအဝတ်အစားနဲ့လက်ဝတ်ရတနာတွေပေးပါတယ်ပြီးတော့ကျမ်းမာရေးအတွက်လည်းဟင်းချိုကောင်းတွေပို့ပေးပါတယ်တလအတွင်းမှာပဲကျမကျမ်းမာလှပလာပါတယ်အဲ့ဒီအိမ်မှာစားကောင်းတောက်ကောင်းနဲ့အိပ်ပျော်တာမို့လို့အိမ်ကိုလည်းမလွမ်းတော့ပါဘူးသမီးလေးအကြောင်းတွေးမိတဲ့အခါမှာပဲမျက်ရည်ကျမိပါတယ်ကျမအချိန်တော်များများကိုဒုတိယသခင်လေးရဲ့အခန်းမှာပဲကုံဆုံးပါတယ်စစ်သူကြီးကိုတော့ရောက်တဲ့နေ့ကတခါပဲတွေ့ပူပါတယ်စစ်သူကြီးကတော့နေတိုင်းလာကြည့်ပါတယ်အဲ့ဒီနေ့ကကျမကလေးကိုနှုတ်တိုက်နေတော့မှပဲအရက်ရှည်လူတစ်ယောက်ရုတ်တရက်ရောက်လာပါတယ်သူကအသက်20ဝန်းကျင်လောက်ရှိပြီးအနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပါတယ်သူကတာမန်စစ်သားတစ်ယောက်နဲ့မတူဘဲမြင့်မြတ်တဲ့အငွေအသက်တွေရှိပါတယ်သူကျမကိုကြည့်နေတာမို့လို့ကျမအံ့ဩပြီးနောက်ပြန်လှည့်လိုက်ပါတယ်အိမ်ထင်းကအကြီးဆုံးသခင်လေးပြန်လာပြီးဒါကဒုတိယသခင်လေးရဲ့ကလေးထင်းပါလို့ပြောလိုက်ပါတယ်အကြီးဆုံးသခင်လေးကကျမကိုစိုက်ကြည့်ပြီးကလေးထင်းဟုတ်လားအင်းလို့ပြောလိုက်ပါတယ်အဲ့ဒီအတန်ကိုကြားလိုက်ရတဲ့အခါကျမရင်တွေအယမ်းခုန်သွားပါတယ်သူကအဲ့ဒီညကလူဖြစ်နေမလားလို့တွေးမိသွားပါတယ်ကောင်းဖျားကျမကအကြီးဆုံးသခင်လေးကိုရောအငယ်ဆုံးသခင်လေးကိုပါနှုတ်တိုက်ပေးရမှာလားလို့တွေးမိပြီးစိတ်ပူသွားပါတယ်ဒါပေမဲ့အဲ့ဒီညကမှောင်နေတာမို့လို့သူကျမကိုမှတ်မိမှာမဟုတ်ဘူးလို့ကိုနှစ်သိမ့်လိုက်ပါတယ်ပြီးတော့အကြီးဆုံးသခင်လေးကကျမရဲ့နားကိုကတ်လာပြီးငါတို့တစ်ခါလောက်တွေ့ဘူးသလားလို့တိုးလေးမေးလိုက်ပါတယ်ကျမကြက်တီးတွေထသွားပါတယ်မဟုတ်ပါဘူးလို့ပဲပြန်ပြောလိုက်ပါတယ်အကြီးဆုံးသခင်လေးရဲ့နာမည်ကဂျီချမ်းရန်ဖြစ်ပြီးစစ်သူကြီးရဲ့အရိုက်ရာခံဖြစ်ပါတယ်သူကအသက်20အထိတယောက်ထဲသားဖြစ်ခဲ့ပြီးမိဘတွေကနောက်ထပ်ကလေးတစ်ယောက်ထပ်မွေးမှသာနောက်ထပ်ညီလေးရလာတာဖြစ်ပါတယ်သူကမင်းသားကြီးရဲ့ယုံကြည်မှုအပြည့်ရထားသူတစ်ယောက်ဖြစ်ပြီးအရန်တော်တဲ့သူဖြစ်ပါတယ်ဧကရတာသူကိုအသက်ငယ်သေးတယ်လို့မထင်ရင်သူအကြီးစားယာရုတစ်ခုရမှာအသေးချပါပဲအခုတော့သူယာရုတိုးပြီးမြို့တော်ပတ်ဝန်းကျင်ကတက်တွေကိုကိုကဲနေရပါပြီနောက်ဘာဆက်ဖြစ်မလဲဆိုတာ